Bitcoin ဈေးနှုန်းဒေါ်လာ3သိန်းခွဲအထိတက်နိုင်တယ်ဆိုတာဝင်းနှစ်ယောက်ပေါ်တကယ်ပဲမူတည်နေတာလားကြောက်စရာကောင်းတဲ့ဝင်းနှစ်ယောက်ရဲ့ရောင်းချမှုတွေကြောင့် Bitcoin ဈေးနှုန်းတွေထိန်းထားခံရတယ်လို့နာဂါမိုတို CEO David Valley ကဆိုပါတယ်ဒီချမ်းသာတွေဝေးကြီးတွေရောင်းချမှုတွေပြီးဆုံးသွားရင် Bitcoin ဈေးနှုန်း36%ခန့်တက်လာနိုင်တယ်လို့သူကခန့်မှန်းထားပါတယ်အထူးတော့ analyst တွေဆိုရင်ဒီနှစ်ကုန်မှာ Bitcoin ဈေးနှုန်းဒေါ်လာ3,800,000ကနေ2သိန်းခွဲအထိရောက်နိုင်တယ်လို့တောင်ပြောထားကြပါတယ်ဥပမာအားဖြင့် August 24မှာဝေလ5ကြီးတကောင် BTC 24,000တန်မိုးဒေါ်လာ2.7 ဘီလီယံရောင်းချမှုကြောင့် Bitcoin ဈေးကွက်ရုတ်တရက်ကျဆင်းသွားခဲ့ပါတယ်ဒီလိုရောင်းချမှုတွေက leverage position ဒေါ်လာ900မီလီယံခန့်ကိုမိနစ်ပိုင်းတွင် liquidate ဖြစ်စေခဲ့ပါတယ်ဒီလိုအခြေအနေတွေကြောင့် crypto fear and great inti ဟာ fear အဆင့်ထိကျဆင်းသွားခဲ့ပါတယ်ဒါကြောင့် CEO Steven ကတော့ Bitcoin ဟာမကြာခင်မှာဒေါ်လာ3,400,000ကနေ3,500,000ထိရောက်နိုင်ချေ90%ရှိတယ်လို့ဆိုပါတယ် Classic Digital ရဲ့ Alex Tong ကတော့ဒီနှစ်ကုန်မှာ Bitcoin ဈေးနှုန်းဒေါ်လာ3သိန်းခွဲကနေ3,800,000ချာရောက်နိုင်တယ်လို့ခန့်မှန်းထားပါတယ် Bitmask နဲ့ Funstrat တို့ရဲ့တည်ထောင်သူဖြစ်တဲ့ Arthur Hayes နဲ့ Tom Lee တို့ကတော့ Bitcoin ဈေးနှုန်းဒေါ်လာ2သိန်းခွဲထိရောက်နိုင်တယ်လို့ဆိုထားပါတယ်။ပရိသတ်ရောဘယ်လိုထင်ပါသလဲ။ Bitcoin ဈေးနှုန်းဒီနှစ်ကုန်မှာဘယ်လောက်ထိတက်နိုင်မလဲ။ comment မှာဆွေးနွေးပေးခဲ့ပါအောင်နော်။